နှစ်တည်းရဲ့မင်္ဂလာအခါတော်ဦးမလေးရွက်ဟောင်းတို့ကျွေရွက်သေးဝေဥပိတုစီကຫນွေမာလာနေအတော်နှစ်ကူရောက်ပြီလေမြမတလေးမုတ်စင်အလားဘယ်ခါမပြတ်ပေစင်နွယ်ခဲ့တလေးခေအဆက်ဆက်ပေထိမ့်သိမ့်ကြရင်သာမြင်မှမရိုင်းစေကြံရင်ကြည်မှုပဲတော်မလေးချိုတာတဲ့ပြုံးနဲ့ပထုံးနမကလေးရေအမှုနဲ့နှောင်းနဲ့အကလာကလေးတွေတွေ့ရသူမြင်သူများတွေ့အသေးပဝင်အေးစေကြံခါသမယောမို့စိတ်လည်းအေးစေဘုံငွေရောင်ပလာကလေးနဲ့လောင်းငါပဲမလေးရွှေလို့ဆိုဘဝမှာလမ်းလို့ချမ်းမြေပါစေမြတဲ့အတားရင်ဆိုဆိုရွှဲစေလှအားရဲ့ပေနှမပြိုလေးရေခွန်းဆက်မိပါတလေရင်သူမို့လေးရွှေကြည်ပြုံးလို့မဆုံးပါပဲပတော့ဝင်းတို့ဝေစာလွေညာဦးမလေးမောင်ကူရဲ့ပေမင်းပန်းဖို့လေးတင်းရင်နဲ့လို့ကြိုင်ငါအပြိုင်မလာနေတွေလေမအေးချမ်းကြပါစေချိုတာတဲ့ပြုံးနေပထုံးနမကလေးရေအမှုနဲ့နှောင်းနေကာလာကလေးတွေတွေ့ရသူမြင်သူများတွေ့အသေးပဝင်အေးစေကြံသာသမယောမို့စိတ်လည်းအေးစေဘုံဝေရောင်ပလာကလေးနဲ့လောင်းငါပဲမလေးရွှေလို့ဆိုဘဝမှာလမ်းလို့ချမ်းမြေပါစေချိုတာတဲ့ပြုံးနဲ့ပထုံးနမကလေးရေအမှုနဲ့နှောင်းနဲ့ကလာကလေးတွေတွေ့ရသူမြင်သူများတွေ့အသေးပဝင်အေးစေကြံခါသမယောမို့စိတ်လည်းအေးစေဘုံဝေရောင်ပလာကလေးနဲ့လောင်းငါပဲမလေးရွှေလို့ဆိုဘဝမှာလမ်းလို့ချမ်းမြေပါစေ